တနာစရာကောင်းမလေးပါပဲဗျာနေ့လည်စာစားဖို့ပတ်စံလေးကိုအကုန်လုံးခံလိုက်ရတဲ့အပြင်ကျောင်းကလူမိုက်တွေကသူ့ကိုချမ်းပြင်ပေါ်ကပေါင်မုတ်ကိုခွေးတကောင်လိုရှာနဲ့လျက်ခိုင်းနေကြတာပါကောင်မလေးကငိုယိုပြီးတောင်းပန်နေပေမဲ့ဒီကောင်တွေကတော့ရေမောပြီးဗီဒီယိုတွေတောင်ရိုက်နေကြသေးတာဗျနောက်ဆုံးတော့ကောင်မလေးကိုခွေးဟောင်တလို့ဟောင်ခိုင်းပြီးအဆက်ခွဲခဲ့ကြတယ်ဒါပေမဲ့ကန်ဆိုးချင်တော့တပတ်ကြာမှပဲအဲ့ဒီကောင်မလေးကဓာတ်တန်ရအချက်100ကျော်နဲ့ရဲဆက်ဆက်အသက်ခံလိုက်ရရှာတယ်အလောင်းလာကြည့်တဲ့အကိုဖြစ်သူရဲ့မျက်နှာကတော့ဒေါသတွေထိတ်ဆုံးရောက်နေပြီဆိုတာအတိအတာနေပါတယ်တကယ်တော့သူ့အကိုကအရင်ကနာမည်ကြီးလူမိုက်ကိုင်းကောင်းဆောင်တယောက်ဗျလူတိုင်းကသူ့ဆိုကြောက်ရွံ့နေကြပေမဲ့သူ့ညီမလေးအတွက်ဆိုပြီးဂိုင်းကိုဖျက်သိမ်းလက်ဆေးပြီးရိုးရိုးသားသားအလုပ်ထွက်လုပ်နေခဲ့တာပါအခုတော့သူ့ညီမလေးကိုတက်သွားတဲ့ကောင်တွေကိုတွေးကြွေးဆက်ဖို့သူပြန်လာခဲ့ပါပြီပထမဆုံးအနေနဲ့ညီမလေးရဲ့တငယ်ချင်းကိုတွားရှာပြီးအနိုင်ကျင့်သွားတဲ့ကောင်လေးကောင်ရဲ့နာမည်စရင်းကိုတောင်းလိုက်တယ်တငယ်ချင်းဖြစ်သူကလည်းကြောက်ကြောက်နဲ့အကုန်ပြောပြရှာတယ်အဲ့ဒီကောင်တွေကသူ့ညီမလေးကိုပတ်စံလူတာအင်တာဆေးခိုင်းတာတည်းမကပဲတစ်နှစ်လုံးလုံးအမြဲတမ်းနှိပ်စက်လာခဲ့ကြတာလေဒီလိုနဲ့အကိုဖြစ်သူကကျောင်းကတာဝန်ရှိသူဆရာမကြီးစီကိုတွားတွေ့လိုက်တယ်ဒါပေမဲ့အဲ့ဒီဆရာမကြီးကဓာတ်တန်ရ100ကျော်နဲ့တေတာကိုမတော်တဆမှုပါလို့မျက်နှာပြောင်တိုက်ပြီးပြောလိုက်တာဗျာပြီးတော့ရော်ချင်းငွေရွမ်းနှစ်သိန်းပေးပြီးအမှုပိတ်ဖို့စာချုပ်လာပေးသေးတယ်ပြဿနာမရှာဖို့နဲ့မကျေနပ်ရင်တောင်ဘာမှလုပ်လို့မရဘူးဆိုပြီးချင်းချောက်လိုက်သေးတာအကိုဖြစ်သူကစာချုပ်ကိုလုံးချလိုက်ပြီးလူတွေလည်းတေကုန်ပြီပဲသူတို့ကိုငရဲပြီးမှပဲတွားရှင်းခိုင်းလိုက်တော့လို့ဒေါသတကြီးပြောလိုက်တယ်ဆရာမကြီးကလည်းမကြောက်မရွံ့ပဲနင့်ဘာသာနင့်ဘာကောင်းမို့လို့လဲတေသွားတာကောင်းမလေးတယောက်ပဲလေဘာဆန်းလာမှလို့ငါကိုယ်တိုင်သူတို့အနိုင်ကျင့်နေတာကိုတစ်နှစ်လုံးလုံးတိတိကြီးနဲ့လွတ်ထားခဲ့တာလို့ပြောလိုက်တဲ့အချိန်မှာတော့ဖြန်းဆိုတဲ့အတန်နဲ့အတူဆရာမကြီးရဲ့မျက်နှာကိုအကိုကြီးကအာပါတရဖျက်ရိုက်ပစ်လိုက်ပါတော့တယ်မျက်နှာကိုအာပါတရဖျက်ရိုက်ခံလိုက်ရတဲ့ဆရာမကြီးကတော့ကျမ်းပြင်ပေါ်ခွေခောက်ကျသွားပါတယ်အဖေဖြစ်သူကမင်းတော်ပြဿနာကိုအကြီးကြီးလှုပ်လိုက်ပြီလို့စူပေမဲ့အကိုကြီးကတော့ဂရုမစိုက်ပါဘူးဒါနှစ်ယောက်အပြန်လန်ရန်ဖြစ်တာသူ့ဘာသာပြင်ထုတ်ပြီးလူနာတင်ရင်သာခေါ်ပေးလိုက်ပါပြဿနာမှာမတက်စေရဘူးလို့အေးအေးဆေးဆေးပဲပြန်ဖြေလိုက်တယ်နောက်နေ့မနေ့ရောက်တော့အမေဖြစ်သူကပြီးခဲ့တာတွေပြီးပါစေတော့လို့ဖြောင်းဖြနေတော့ရုတ်တရက်တည်သွားတဲ့ညီမလေးရဲ့ဖုန်းထဲကိုစာတစောင်ဝင်လာတယ်ဖွင့်ကြည့်လိုက်တော့ဟိုကောင်တွေသူ့ညီမလေးကိုအခန်းထဲမှာအတင်းအဓမ္မဆော်ကားပြီးအနိုင်ကျင့်နေတဲ့ဗီဒီယိုကြီးဗျာဒါကိုမြင်လိုက်ရတဲ့အကိုကြီးကတော့ဒေါသတွေထိမရတော့ပါဘူးရဲတွေတဲလုံစားမရအောင်ဆိုပြီးသူ့လက်ကလက်ပွေရတွေအကုန်လုံးကိုမိကြီးခဲတွေထဲထိုးထည့်ပြီးအရေခွန်တွေလန်ထွက်သွားတဲ့အထိမိရှုဖျက်ဆီးပစ်လိုက်တယ်ဒီလိုနဲ့ကလစ်စားချေဖို့ပထမဆုံးပြစ်မှတ်ဖြစ်တဲ့ဟိုကောင်တွေကတကောင်ရှိတဲ့ KTV ကိုစပွဲထိုးအောင်ဆောင်ပြီးဝင်သွားလိုက်တယ်အထဲမှာကကောင်မလေးတွေဝင်ရပြီးအပျော်ကြီးပျော်နေတာဗျအကိုကြီးကအခန်းတကားကိုလော့ချဓာကြီးကြီးကိုဆွဲထုတ်လိုက်တော့အကုန်လုံးလန့်ဖြတ်သွားကြတယ်အတန်ထွက်တဲ့သူသိမဲ့လို့ချင်းချောက်လိုက်တော့ကောင်မလေးတွေလည်းထောက်မှာကြောက်လန့်တကြားသွားကတ်နေကြရတာပေါ့အနိုင်ကျင့်ခဲ့တဲ့ကောင်လည်းကြောက်လန့်တကြားနဲ့ပတ်စံတွေအများကြီးလွှဲပေးပါမယ်ဆိုပြီးတောင်းပန်တော့တာပဲဒါပေမဲ့အကိုကြီးကပတ်စံကိုလှည့်တောင်မကြည့်ဘူးဗျငါညီမလေးကိုအနိုင်ကျင့်တော့ကဒီလိုနေ့မျိုးရောက်လာမယ်လို့မင်းမတွေးမိဘူးလားလို့မေးပြီးကျမ်းပြင်ပေါ်ဒူးထောက်ခိုင်းလိုက်တယ်တေမလောက်ကြောက်နေတဲ့ကောင်ကဒါတွေအကုန်လုံးကျွန်တော်နဲ့မဆိုင်ပါဘူးကျန်တဲ့ကောင်တွေခိုင်းတာပါအခုသူတို့အခန်း605မှာမွေးနေ့ပွဲလုပ်နေကြတယ်လို့အကုန်ဖွင့်ပြောလိုက်တယ်တရင်လဲရရောအကိုကြီးကအဲ့ဒီကောင်ကိုဓာတ်နဲ့တစ်ချက်တည်းပွဲသိမ်းပေးလိုက်ပါတော့တယ်အခုအကိုကြီးကအခန်း605ကိုဆက်သွားပါပြီအထဲမှာတော့ဟိုမိန်းမယုတ်တွေကတေးသွားတဲ့ကောင်မလေးကအတုံးမကျဘူးအဲ့ဒီနေ့ကဓာတ်နဲ့တေချာမထိုးလိုက်ရတာနောက်လဲရတယ်ဆိုပြီးရုပ်မာတဲ့စကားတွေပြောနေကြတော့မေးဗျသူတို့ဘေးမှာလည်းတက်တော်ဆောင်တွေအများကြီးနဲ့ဒါပေမဲ့အကိုကြီးကတကားကိုကန်ဖွင့်ပြီးဝင်လာတယ်တက်တော်ဆောင်တွေလည်းဘာမှလုပ်မရဘူးအကိုကြီးရဲ့ဓာတ်ချက်တွေအောက်မှာတယောက်ပြီးတယောက်လဲထိုးခံလိုက်ရတယ်ပြီးတာနဲ့အကိုကြီးလှမ်းပစ်လိုက်တဲ့ဓာတ်ကဟိုမိန်းမယုတ်ရဲ့လက်ချောင်းတွေကိုပြတ်ထွက်သွားစေပါတော့တယ်လက်ပြတ်သွားတဲ့မိန်းမကနာကျင်လုံးလို့အော်ဟစ်ပြီးဒီကောင်ကိုတက်ကြဆန်းဆိုပြီးဒေါသတကြီးအမိန်ပေးနေတော့တာပါပဲဟိုမိန်းမယုတ်ကသူ့ကိုတက်ကြဆန်းဆိုပြီးအတန်ကုန်အော်နေတာဗျဒါပေမဲ့အကိုကြီးကဘယ်ရမလဲတက်တော်ဆောင်တွေကိုအตาလေးလဲထိုးပြီးဟိုမိန်းမစီကိုတန်းပြေးသွားတာပဲပြီးတော့မျက်နှာကိုအုပ်ကင်ပြီးလက်ချောင်းတွေကိုကျုပ်ခနဲနေအောင်ချိုးပစ်လိုက်တယ်ဗျာမိန်းမယုတ်လည်းနာလုံးလို့အော်တော့မအော်နိုင်ဘူးအကိုကြီးကတော့လူဆိုးကြီးတယောက်လိုရေမောပြီးမင်းတို့ငါ့ကိုမတတ်နိုင်ရင်မင်းတို့တမိသားစုလုံးဒုက္ခရောက်ဖို့သာပြင်ထားတော့ဆိုပြီးစက်တိထစရာကောင်းတော့အောင်ချင်းချောက်လိုက်တယ်အဲ့ဒီအချိန်မှာပဲရဲတွေရောက်လာပြီးအကိုကြီးကိုဖမ်းသွားပါလေရောစစ်ကြောရေးအခန်းထဲရောက်တော့ရဲမေကမင်းမလို့လူတက်လက်နဲ့ယူလာတာလဲလို့မေးတယ်အကိုကြီးကလည်းမျက်နှာပြောင်းတိုက်ပြီးဟာဒါကျွန်တော်မေဟင်းချက်ဖို့ဝယ်ခိုင်းလိုက်တဲ့ဓာပါပြေစာတော်ပါသေးတယ်လို့ပြန်ဖြေလိုက်တယ်ရဲတွေကလက်ပွေရတွေ CCTV တွေရှာပေမဲ့အကိုကြီးကကြိုတင်ဖျောက်ဖျက်ထားတော့ဘာသက်တွေမှရှာမရဘူးဗျနောက်ဆုံးတော့တက်တွေမလုံလောက်လို့ဆိုပြီးအကိုကြီးကိုပြန်လွတ်ပေးလိုက်ရတယ်ဒါပေမဲ့အပြင်လဲရောက်ရောဟိုလက်ချောင်းချိုးခံလိုက်ရတဲ့မိန်းမယုတ်ကသူ့အဖေကိုခေါ်ပြီးရဲစခန်းကိုရောက်လာတယ်အဖေသမီးလက်ကိုချိုးသွားတာအဲ့ဒီကောင်ပဲဆိုပြီးလက်ညှိုးထိုးပြတော့တာပေါ့သူ့အဖေဆိုတဲ့လူကလည်းတာမန်လူမဟုတ်ဘူးဗျမြို့မှာနာမည်ကြီးဆုံးလူတက်ပြီးရင်တက်တွေအကုန်ဖျောက်ဖျက်နိုင်တဲ့အကြီးစားလူမိုက်ကိုင်းချုပ်ကြီးဖြစ်နေတာပါဒီနာမည်ကိုကြားလိုက်တာနဲ့အကိုကြီးဘက်ကလူကြီးတောင်ကြောက်လန့်ပြီးဒူးတွေပါတုံလာတဲ့အဲ့ဒီလိုတင်းမာနေတော့ရုတ်တရက်ရဲမေကအကိုကြီးကိုပြန်ခေါ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုနိုင်ချင်းတဲ့အဖွဲ့တွေကနောက်တစ်ကောင်ဖြစ်တဲ့ဝန်ချန်ဆိုတဲ့ကောင်ကလပ်တစ်ခုမှာရင်ဘတ်တွေဘိုက်တွေမှာဓာတ်တန်ရတွေအများကြီးနဲ့အသက်ခံလိုက်ရလို့လေဗျအဲ့ဒီတရင်လဲကြားရောမိမယုတ်ကဓာသေးချပေါက်အဲ့ဒီအယူကောင်လောက်တာသမီးလက်ကိုတောင်သူချိုးသွားတာလေဆိုပြီးရဲစခန်းထဲမှာအော်ဟစ်တောင်းကျမ်းတော့တာပါပဲဒါပေမဲ့အကိုကြီးကတော့မျက်နှာတစ်ချက်မပြတ်ဘူးဗျကဲကျွန်တော်ကိုဖမ်းစရာတက်သေးမှမရှိတာညီမလေးရဲ့နာရေးကိစ္စရှိသေးလို့ပြန်တော့မယ်ဆိုပြီးခက်မိုက်မိုက်ပဲထွက်သွားလိုက်တယ်အခုတော့အိမ်ပြန်ရောက်သွားတဲ့မိမယုတ်ကဒီနေ့သာတက်တော်ဆောင်တွေမပါရင်သမီးလည်းအသက်ခံရမှာဆိုပြီးခိုင်းချုပ်ကြီးဖြစ်တဲ့သူ့ဖေကိုငိုယိုပြီးတိုင်နေပါပြီသမီးဖြစ်သူလက်ချောင်းလေးတွေပြတ်သွားတာကိုမြင်လိုက်ရတဲ့ခိုင်းချုပ်ကြီးကတော့သမီးကိုစူပူချိန်မောင်းရင်းအကိုကြီးရဲ့နောက်ကျောင်းကိုစုံစမ်းခိုင်းလိုက်ပါတော့တယ်စုံစမ်းကြည့်လိုက်တော့မှအားလုံးလန့်ဖြတ်သွားရတယ်ဗျဒီအကိုကြီးကတာမန်လူမဟုတ်ဘူးသူကအရင်ကအဝေးမျိုးကအပိတ်တင်တန်းကျောင်းတစ်ခုမှတက်ခဲ့တာအဲ့ဒီကျောင်းကလူမိုက်တွေကြီးပဲစုနေတဲ့နေရာဗျဒါပေမဲ့အကိုကြီးက3လအတွင်းမှာပဲအဲ့ဒီကျောင်းကကောင်းတွေကိုအကုန်လဲထိုးပြီးကျောင်းတစ်ကျောင်းလုံးကိုတင်းပစ်လိုက်တာလေ
အဲ့ဒါတင်မကသေးဘူးနောက်ထပ်တစ်နှစ်အတွင်းမှာဘေးနာကလူမိုက်ခိုင်းတွေကိုပါအကုန်နှိမ်နှင်းပြီးဆရာတဆူဖြစ်လာခဲ့တာဗျသူ့လက်ချက်ကြောင့်ဆေးရုံပေါ်မှာရုပ်ပြက်ဆင်းပြက်နဲ့ရောက်နေတဲ့သူတွေလည်းမနေဘူးဒါပေမဲ့ရဲတွေကဘာသက်တည်မှရှာမရခဲ့ဘူးတဲ့ဒီသတင်းလဲကြာရောခိုင်းချုပ်ကြီးလဲခေါင်းကိုက်သွားတော့တာပဲတစ်ဖက်မှာလဲအကိုကြီးကသူ့မိဘတွေကိုကြော့ပြီးတားကိုခွင့်လွှတ်ပါသားဒီကိစ္စတွေအကုန်ပြီးရင်ရဲစခန်းမှာသွားဖမ်းခံတော့မယ်တားအတွက်နောက်ပြန်ဆုတ်ဖို့လမ်းမရှိတော့ဘူးလို့ပြောလိုက်တယ်မိဘတွေကလည်းတားဖြစ်သူကိုနားလည်ပေးပြီးသူတို့ကြောင့်တားကိုချင်းချောက်တာမျိုးမခံရအောင်အဝေးကိုထွက်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်နောက်နေ့ကျတော့ဟိုရဲမေကအကိုကြီးကိုလာတွေ့ပြန်တယ်သူကနှင့်ညီမလေးအတွက်ငါလည်းစိတ်မကောင်းပါဘူးဒါပေမဲ့ဥပဒေရပဲသွားရမယ်လို့ပြောတော့အကိုကြီးကဒေါသပေါက်ကွဲသွားတယ်ဘာဥပဒေလဲငါညီမလေးတည်သွားပြီလေဥပဒေကဒီလိုနှက်ဆိုးတွေကိုပဲကာကွယ်ပေးနေတယ်ဆိုရင်မင်းဒီရဲဝတ်စုံကိုဘာလို့ဝတ်ထားသေးလဲဆိုပြီးပြန်អော်လိုက်တယ်အဲ့ဒီတော့ရဲမေကဟိုဘက်ကမိသားစုတွေကရော်ချင်းငွေရွမ်နဲ့တန်းပေးမယ်တဲ့အဲ့ဒီပတ်စံယူပြီးမိဘတွေကိုလှုပ်ကြွေးလိုက်ပါမဟုတ်ရင်နင်မမရမှာမဟုတ်ဘူးလို့ထပ်ဖြောင်းချတယ်ဒါပေမဲ့ညီမလေးအတွက်တွေးကြွေးဆက်ဖို့ဆုံးဖြတ်ထားတဲ့အကိုကြီးကတော့ရဲသားရဲပြီးခက်မိုက်မိုက်ပဲလှည့်ထွက်သွားခဲ့တယ်အကိုကြီးပတ်စံမယူဘူးဆိုတာလဲတီရောဟိုလူမိုက်တိုင်းချုပ်ကြီးတွေကဒေါသထွက်ပြီးပတ်စံတွေကိုစပွဲပေါ်ဘန်းကနေပစ်ချလိုက်တယ်ပတ်စံမယူခြင်းရင်လည်းနေပါစီဒီပတ်စံတွေနဲ့အရာရှိတွေကိုလက်ထိုးပြီးဘသူကနောက်ဆုံးမှအနိုင်ရမလဲကြည့်ကြသေးတာပေါ့လို့ကျင်းဝါလိုက်ကြပါတော့တယ်ဒီလိုနဲ့လူမိုက်တိုင်းချုပ်ကြီးကအကိုကြီးစီကိုရွှေရောင်စပင်နဲ့လူမိုက်တအုပ်ကိုလွှတ်လိုက်တယ်သူတို့ကအကိုကြီးရဲ့အိမ်ထဲကိုဝင်လာပြီးမင်းညီမလေးအတွက်ကလဲစားမရှိတော့ဘူးဆိုရင်ငါတို့မင်းကိုလွှတ်ပေးမယ်ဒါပေမဲ့မင်းကဆက်လုပ်မယ်ဆိုရင်တော့ငါတို့ကမင်းကိုဆေးရုံပို့ပေးရလိမ့်မယ်လို့ရွှေရောင်စပင်ကချင်းချောက်လိုက်တယ်ဒါပေမဲ့အကိုကြီးကဘာမှပြန်မပြောဘဲရွှေရောင်စပင်ရဲ့ရင်ပတ်ထဲကိုဓာတ်နဲ့တန်းပြီးထိုးထည့်လိုက်တယ်ဗျာအားလုံးလက်ဖြတ်သွားတယ်အကိုကြီးကဓာတ်ကိုပြန်နှုတ်လိုက်ပြီးမင်းနဲ့ငါညီမလေးကိစ္စကမဆိုင်ဘူးဒါကြောင့်မင်းကိုအခုမတက်ဘူးမင်းကိုလွှတ်လိုက်တဲ့သူကိုသွားပြောလိုက်ငါ့ကိုလာချင်းချောက်လို့မရဘူးဆိုတာကိုလို့အေးအေးဆေးဆေးပဲပြောလိုက်တယ်ရွှေရောင်စပင်ရဲ့တပည့်တွေလည်းကြောက်လန့်တကြားနဲ့သူတို့ဆရာကိုတဲပြီးထွက်ပြေးသွားကြတယ်နောက်တော့ရွှေရောင်စပင်လည်းဆေးရုံရောက်သွားတယ်ဆရာဝန်ကမင်းကန်ကောင်းလို့ဒါကနောက်ထပ်နည်းနည်းလေးထပ်ဝင်သွားရင်နက်တေဝါလာခဲ့တော့မင်းမသေးပဲမနေဘူးလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲခိုင်းချုပ်ကြီးစီကလူတယောက်ရောက်လာပြီးဒါမင်းအတွက်ရော်ချင်းငွေပဲဒီကိစ္စကိုဘသူ့ကိုမှမပြောနဲ့လို့ပြောပြီးပတ်စံကတစ်ခုပေးသွားတယ်ရွှေရောင်စပင်ကလည်းဘာမှမပြောရဲတော့ဘူးဒီသတင်းကိုကြားတော့ခိုင်းချုပ်ကြီးကဒါဆိုရင်ငါတို့ကလေးတွေကိုအဝေးကိုပို့လိုက်တာအကောင်းဆုံးပဲဒီကိစ္စပြီးမှပြန်ခေါ်မယ်လို့ဆုံးဖြတ်လိုက်တယ်တစ်ဖက်မှာတော့အကိုကြီးကသူ့ရဲ့တပည့်တယောက်စီကနေပစ္စည်းတစ်ခုကိုယူလိုက်တယ်တပည့်ကအကိုကြီးကျွန်တော်တို့ကူညီပေးမယ်လို့ပြောပေမဲ့အကိုကြီးကဒီကိစ္စကိုငါကိုယ်တိုင်ပဲရှင်းမယ်ဘယ်သူမှဝင်မပါနဲ့လို့ပြောပြီးဘတ်စကားပေါ်တက်သွားတယ်အကိုကြီးကခိုင်းချုပ်ကြီးရဲ့ကုမ္ပဏီကိုရောက်သွားတယ်အထဲကိုဝင်ဖို့အလုပ်သမားတယောက်ကိုရိုက်နှက်ပြီးသူ့ရဲ့ဝန်ထမ်းကတ်ကိုယူလိုက်တယ်ပြီးတော့ခိုင်းချုပ်ကြီးရဲ့ရုံးခန်းထဲကိုဝင်ပြီးစပွဲအန်ဆွဲထဲမှာသူယူလာတဲ့ပစ္စည်းကိုထည့်ထားခဲ့တယ်အဲ့ဒီနောက်အကိုကြီးကအပြင်ကဖုန်းယုံလေးတွေကနေခေါင်းချုပ်ကြီးစီကိုဖုန်းဆက်လိုက်တယ်ဟယ်လိုမင်းရဲ့စပွဲအန်ဆွဲထဲမှာငါပေးတဲ့လက်ဆောင်ရှိတယ်လို့ပြောလိုက်တယ်ခေါင်းချုပ်ကြီးကမင်းချမ်းမို့လားလို့မေးလိုက်ပေမဲ့အကိုကြီးကတော့ဖုန်းကိုချပစ်လိုက်ပါပြီခိုင်းချုပ်ကြီးကဖုန်းချပြီးတာနဲ့သူ့အန်ဆွဲကိုဖွင့်ကြည့်လိုက်တာပေါ့ဟာအထဲမှာမဲမဲတဲတဲအိတ်ကြီးတစ်လုံးပြဖွင့်လဲကြည့်လိုက်ရောမျက်လုံးပြူသွားတယ်အိတ်အပြည့်မူရစေးဝါတွေ့ကြီးပဲလေဒီကောင်ငါ့ကိုခွန်းအောင်လုပ်ပြီးဆိုပြီးအိမ်သားလေးပြေးသွားပြီးရေဆွဲချဖို့လုပ်တော့ဝုံဆိုပြီးအထူးတပ်ဖွဲ့တွေဝင်လာပါလေရောတက်တင်နဲ့တကွာလက်ပူးလက်ချက်မိသွားတော့ခိုင်းချုပ်ကြီးလည်းကျမ်းပြင်ပေါ်မှောက်ခုံကြီးနဲ့အဖမ်းခံလိုက်ရတော့တာပေါ့တကယ်တော့ဒါအကိုကြီးရဲ့အကွက်တွေပြသူကခိုင်းချုပ်ကြီးကိုမကျင်တဲ့တခြားလူမိုက်ကောင်းဆောင်တယောက်နဲ့ပေါင်းပြီးထောင်ချောက်ဆင်လိုက်တာပါအဲ့ဒီနောက်မှာတော့ဟိုမိမရုပ်ကိုပုံပို့ထားတဲ့လှုပ်ဝက်လိပ်စာကိုအကိုကြီးရသွားပါပြီလိပ်စာကက်လေးကိုမိရှို့လိုက်ပြီးညာကြီးမင်းကြီးဆိုင်ကယ်တစ်စီးနဲ့အကိုကြီးထွက်လာခဲ့တယ်ဟိုမိမရုပ်ကတော့အင်ကြီးထဲမှာပုံနေရတာပြင်းလို့ဆိုပြီးအပြင်ထွက်ဖို့တောင်းကျပ်နေတာဗျတက်တော်ဆောင်တွေကတထေးကြီးကအပြင်မထွက်ဖို့မှထားပါလေလို့တားနေတော့ရုတ်တရက်အိမ်ပြင်မှာမိတွေဟုန်ခနဲထားတော့ပါလေရောတက်တော်ဆောင်တွေအကုန်လုံးပြရခတ်ပြီးမိသွားညင်းကြတာပေါ့အဲ့ဒါအကိုကြီးရဲ့အာယုံလွဲတဲ့အကွက်ပြသူကအိမ်တကားပေါက်ကနေအေးအေးဆေးဆေးပဲဝင်လာတယ်တက်တော်ဆောင်တွေကတားဖို့လုပ်ပေမဲ့ဘယ်ရမလဲအကိုကြီးရဲ့လက်တီးချက်တွေအောက်မှာတကောင်ပြီးတကောင်အကုန်အလဲလဲအကွဲကွဲဖြစ်ကုန်တာပဲပြီးတာနဲ့အိမ်ထဲဝင်ဟိုမိမရုပ်ကိုတစ်ချက်တည်းမိသွားအောင်ရိုက်ချလိုက်ပြီးပကုံးပေါ်ထမ်းဆိုင်ကပေါ်တင်ပြီးခက်မိုက်မိုက်ပဲမောင်းထွက်သွားပါတော့တယ်မိမရုပ်ရဲ့အမေဖြစ်သူတည်သွားတဲ့အချိန်မှာတော့အဆောင်တွေကိုပါချပြီးငါသမီးကိုဘဲကောင်ဖမ်းသွားတာလဲအခုချက်ချင်းလိုက်ရှာဆန်းဆိုပြီးဒေါသတွေထွက်နေပြီလေတစ်ဖက်မှာတော့အကိုကြီးကလူသူကင်းမဲ့တဲ့တဲအိုလေးတစ်ခုရှိမှဟိုမိမရုပ်ကိုကျမ်းပြင်ပေါ်ပစ်ချထားပြီးစစ်လိတ်လေးဖွာရင်းထိုင်ကြည့်နေတာဗျ